အေးစစ်စစ်နေပါပြင်းနေရင်စာအုပ်ဖတ်ပါဖုံးသုံးပါဟာတာတွေကြည့်ပါဘသူအတွက်နဲ့မှကိုရဲ့စိတ်ဘူးမလေးလံပါစေနဲ့ဘသူကမှကိုရဲ့ဖြော်ဖြေရေးကရိယာမဟုတ်ကြပါဘူးတက်ရှိတွေအပေါ်မှာထားတဲ့မျောလင်းချက်တွေကိုလျှော့ချပါတတ်မဲ့ဝတ္ထုတွေနဲ့မွေ့လျော်ပါသူတို့တွေကကိုယ့်ကိုဝေဒနာတွေမပေးတတ်ပါဘူးအဓိကကိုစိတ်ပျော်နေဖို့ပဲမဟုတ်လားပျော်စရာတွေကိုကိုယ်တိုင်ဖန်တီးပါသူများဖန်တီးပေးမဲ့ပျော်စရာတွေကိုမျှော်လင့်မနေပါနဲ့တခြင်းတွေနားထောင်ပါအနီးအနားကကိုယ့်အပေါ်ကောင်းတဲ့သူတွေကိုဂရုစိုက်ပါအချိန်ပေးပါကိုအရေးမလုပ်သူတွေအတွက်ကိုစိတ်ကိုဒဏ်မခတ်ပါနဲ့လောကကြီးမှာနေတတ်ရင်ကျေနပ်စရာကြီးပါပဲမေ့တင်တာတွေကိုမေ့ပစ်လိုက်ပါဒဏ်ရာတွေကိုတတမွေးမြူမနေပါနဲ့စိတ်ကိုစိတ်နဲ့ကုပါကုံလွန်ခဲ့တဲ့အချိန်တွေလုတ်ခဲ့မိတဲ့အမှားတွေအတွက်နောင်တတွေနဲ့ပူပန်မနေပါနဲ့အမိုက်တွေကိုတင်းစီထားသူမဖြစ်ပါစေနဲ့ပြစ်ဆုံးပန်တက်တဲ့ကိုရောက်မျောလင်းချက်တွေကိုခောက်ထားပြီးရီမန်းချက်တွေနဲ့ရှင်တန်ပါမျောလင်းရတာမောပါတယ်တက်ရှိတွေအပေါ်မှာမျောလင်းရတာပိုဆိုးပါတယ်တယောက်တည်းအေးအေးဆေးဆေးနေပါဘဝကတာရပါတယ်